ကျွန်တော်တို့1930ခုနှစ်နောက်ပိုင်းမှာဂျာမန်အင်ဂျင်နီယာတွေကသူတို့ရဲ့စွမ်းရည်ကိုကမ္ဘာစံချိန်တင်နိုင်မှုအတွက်ကားတစ်စီးထုတ်လုပ်ခဲ့ပါတယ်ကျွန်တော်တို့အဲ့ဒီကားကတော့ Mercedes-Benz T80 ပဲဖြစ်ပါတယ်အဲ့ဒီ project ကိုဦးဆောင်ခဲ့တဲ့သူကတော့ဂျာမန်ပြိုင်ကားမောင်သမား Hansted ဖြစ်ပြီးတော့အဲ့ဒီခေတ်မှာအမြန်ဆုံးစံချိန်ကိုရဖို့အတွက်သူတို့ရည်ရွယ်ခဲ့တာပါကျွန်တော်တို့ကားရဲ့ဒီဇိုင်းကိုတော့ Ferdinand Porsche ကဒီဇိုင်းရေးဆွဲခဲ့တာပါဒီဒီဇိုင်းပညာရှင် Joseph Maki ကလေခွန်းကောင်းတဲ့ဒီဇိုင်းပုံစံမျိုးရရှိဖို့အတွက်သူကကူညီခဲ့ပါသေးတယ်ကားရဲ့ကိုယ်တွေကိုတော့လေယာဉ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Henkel ကတိစောက်ပေးခဲ့တာပါကျွန်တော်ကားရဲ့ engine ကတော့ 44.5 liter Daimler-Benz DB603V12 engine ပဲဖြစ်ပါတယ်အဲ့ဒီ engine ကကျွန်တော်တို့ဒုတိယစစ်ဖြစ်တုန်းကဂျာမန်စစ်တပ်ကသုံးတဲ့လေယာဉ်တွေမှာတက်ဆင်တဲ့ engine ပဲဖြစ်ပါတယ်Horsepower 3000ကနေ3500တိထွက်တဲ့ဆက်စွမ်းရည်မြင့် engine တစ်ခုပါ။ Mercedes-Benz T80 ကိုစတင်ထုတ်လုပ်ချိန်တုန်းကကားရဲ့အမြန်နှုန်းကိုတစ်နာရီကို342မိုင်ထိရှီမှန်းခဲ့တာပါ။ဒါပေမဲ့1939ခုနှစ်မှာတော့ Mercedes-Benz T80 ရဲ့တစ်နာရီအမြန်နှုန်းကိုမိုင်ပေါင်း466မိုင်ထိမြင့်တင်နိုင်ခဲ့ပါတယ်။ကားရဲ့ပုံစံကအလျာ 8.24 မီတာနဲ့အလေးချိန်က896 ကီလိုဂရမ်ဖြစ်ပြီးတော့လေယာဉ်တစ်စီးနဲ့တူပါတယ်1949ခုနှစ်ဇန်နဝါရီမှာအဲ့ဒီကောင်မောင်းနေမှုအတွက်ပြင်ဆင်ခဲ့ပေမဲ့ကျွန်တော်တို့ဒုတိယကမ္ဘာစစ်ကြောင်းမို့လို့ပဲအဲ့ဒီအစီအစဉ်ကိုပယ်ဖျက်ခဲ့လိုက်ရပါတယ်အဲ့ကမ္ဘာစစ်ဖြစ်ပြီးရဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ Mercedes-Benz T80 ကားကိုစမ်းသပ်မောင်းနေခြင်းမရှိတော့ပါဘူးဒုတိယကမ္ဘာစစ်ပြီးသွားတဲ့ကာလမှာတော့ Mercedes-Benz T80 ကဩစတြေးလျနိုင်ငံမှာအသိမ်းဆည်းခံလိုက်ရပါတယ်ဩစတြေးလျနိုင်ငံ Stuttgart မြို့မှာရှိတဲ့ Mercedes-Benz ကားပြတဲ့ထဲမှာသိမ်းဆည်းထားပါတယ်1930လောက်ကထုတ်တဲ့ Mercedes-Benz T80 ကားကိုကြည်ချင်းအဖြစ်ဂျာမနီရဲ့နည်းပညာကလွန်ခဲ့တဲ့1930ခုနှစ်မှာတော့မှလုံးဝမခေဘူးဗျာစောင့်ရမ်းကြမ်းတယ်အဲ့တော့ဂျာမနီရဲ့နည်းပညာကဘယ်လောက်ထိအောင်မြင်လဲထွန်းပေါက်လဲဆိုတာဒီ Mercedes-Benz T80 ကားကိုကြည့်ပြီးတော့မြင်နိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကျွန်တော် Hammerscout YouTube channel မှာတင်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ like and subscribe လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုနေပါတယ်ခင်ဗျာ